စိတ်ကံရဲ့ရွေးရှားပုံတွေကိုထိုင်ကြည့်နေကြတဲ့လင်မယားနှစ်ယောက်မှာအဖိုးကြီးကသူ့ငယ်ဘွားရဲ့အိမ်မက်ဟာသင်္ဘောကြီးတစ်စီးရဲ့ကပတိန်တယောက်ဖြစ်ချင်ခဲ့တဲ့အကြောင်းအဖွားကြီးကိုပြောပြနေပါတယ်။စိုင်ဖွင့်ရအောင်မှမို့နေမကောင်းတဲ့ဇနီးတဲ့ကိုစံပြုတ်နဲ့ဆေးတောက်ရန်မှားနေတဲ့သူ့ကိုနှုတ်တော်မဆက်တဲ့မြေးတွေနဲ့သူတို့အမေကိုမဆောင်ရှောက်ရကောင်းလားဆိုပြီးအပြစ်တင်နေတဲ့သားသမီးတွေကိုဆဲဖို့ပြင်လိုက်ပါတယ်။ထိုင်းကိုသွားစရာရှိတဲ့သားသမီးတွေကသူတို့လင်မယားထံခလေးတုံဓမ္မကြီးအခါနှုတ်ဆက်သွားကြပါတယ်။ဈေးတစ်ခုလုံးကဆိုင်တွေအားလုံးကိုလိုက်ဝယ်နေတဲ့လူတစ်စုအားသူ့ဆိုင်ကိုမြေတူးသက်နဲ့တူးသွားရင်အောင်ရောင်းဖို့လက်မှတ်ထိုးမှာမဟုတ်ဘူးဆိုကမောင်းထုတ်လိုက်ပါတယ်။ဒါအပြင်ဘေးကက်လျက်ဆိုင်မှာပစ္စည်းလာပို့နေသူတွေကိုရန်လုပ်နေရကြောင်းဒီဇီသာကြောင့်နဲ့အဖိုးကြီးကိုအားလုံးကအတ္တကြီးသူတယောက်အဖြစ်အကဲခတ်နေကြပါတယ်။သူ့နောက်ပြေးလိုက်လာတဲ့မြေးမလေးကအဖိုးစိတ်ဆိုးရင်သူကြောက်လို့ပါလို့ပြောရင်သူ့အဖိုးဖတ်နေတဲ့မှတ်ညက်ဆိုတဲ့စာအုပ်ကြောင့်မေးနေတဲ့အတွက်ဘေးကရုပ်ထုတွေကိုညွှန်ပြကဘဝမှာမေးလို့မရတဲ့အရာတွေလို့ရှင်းပြပါတယ်။မြေးမလေးရဲ့မေးခွန်းတွေကိုစိတ်ရှုပ်ထွေးစွာဖြေနေရတဲ့အဖိုးဟာလူတယောက်နဲ့တိုက်မိပြီးလဲကျသွားတဲ့ခေါင်းထဲမှာပေါ်လာတဲ့မှတ်ညက်အချို့ကြောင့်သူ့မြေးရဲ့လက်ကိုလှမ်းဆွဲမိလိုက်ပါတယ်။1950ခုနှစ်ဒီဇင်ဘာလမြောက်ကိုရီးယားကဟွမ်နန်းဆိုတဲ့ရွာလေးမှာကလေးမလေးတယောက်ကိုအကိုဖြစ်သူကဒီနေရာကိုအပျော်ရောက်နေရမဟုတ်တာကြောင့်သူ့လက်ကိုတေချာကင်ထားဖို့မှားနေပါတယ်။ဒီအချိန်ကလေးတယောက်စီနဲ့ပစ္စည်းအချို့ကိုတည်လာတဲ့မိဘတွေကထိုဒေါ်ဆူဆိုတဲ့ကလေးအားညီမလေးလက်ကိုတေချာဆွဲပြီးသူ့နောက်လိုက်ခဲ့ရန်ဖခင်ကမှားပါတယ်။ဒါကြောင့်ညီမလေးရဲ့လက်ကိုတင်းတင်းဆုပ်ကင်ရင်အေးခဲနေတဲ့ရာသီဥတုကြားမှာအထုပ်ပိုးကိုစီပင်ပန်းချိနဲ့စွာတရွေ့ရွေ့သွားနေတဲ့လူတွေနဲ့အတူလမ်းလျှောက်လာပါတယ်။သူတို့အားလုံးရဲ့ဥတီချက်ကတော့ကမ်းခြေမှာရက်စောင့်နေကြတဲ့အမေရိကန်သင်္ဘောကြီးတွေထံပဲဖြစ်ပါတယ်။ဟွမ်နန်းထိနောက်ကလိုက်လာတဲ့တရုတ်တပ်တွေကြောင့်ကလေးတွေကိုဂယုတစိုက်ခေါ်ရင်သင်္ဘောတွေထံပြေးရပါတော့တယ်။တောင်နဲ့မြောက်ကိုရီးယားစစ်ပွဲကြောင့်ဘေးလွတ်ရာကိုရှင်သန်မှုစ조사ပြေးနေကြပေမဲ့အမေရိကန်တို့ဟာကြုံဝင်နေတဲ့သူတို့စစ်သည်တွေကိုဦးစားပေးပြန်ခေါ်ဖို့သာဆုံးဖြတ်ထားပါတယ်။သို့ပေမဲ့များပြားလာတဲ့အပြစ်မဲ့ပြည်သူတွေကိုထိုအတိုင်းမထားခဲ့နိုင်တာကြောင့်ရားတလောက်ကယ်ထုတ်ရန်အမိန့်ပေးလိုက်ပါတယ်။ဒေါ်ဆူရိုမီသားစုကတော့အလန်းဝင်းနေတဲ့သင်္ဘောကြီးအစားဘေးကဆက်လက်တွေရှိရာထံအရောက်သွားဖို့ဒေါ်ဆူရိုမောင်နှမကိုတတိပေးရင်းပြေးသွားပါတယ်။အသက်ဘေးကလွတ်မြောက်အောင်ဇောနဲ့ပြေးနေရသူတွေဟာတဦးနဲ့တဦးတွန်းတိုးရင်းပြေးလွှားနေကြပါတယ်။အတူပြေးနေကြတဲ့ဒေါ်ဆူရိုမောင်နှမလည်းညီမဖြစ်သူမဆွန်လေးလဲကြကြံနေခဲ့တာကြောင့်သူ့ဖေကပြန်လာခေါ်ပြီးတေချာဂယူးဆိုင်ဖို့မှာကကလေးငယ်လေးတွေနဲ့မိသားစု6ယောက်သားလှေပေါ်ရောက်အောင်တက်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်အမေရိကန်တို့ရဲ့သင်္ဘောပေါ်တက်ရန်မိဘနှစ်ပါးကကလေးတယောက်စီနဲ့ဒေါ်ဆူကသူ့ရဲ့ညီမလေးမဆွန်ကိုကြောဖို့ကတက်ကြရပါတယ်။အလို့ရက်တိုးဝင်းနေကြတာမို့သူဆွဲကိုဆွဲနဲ့ပြုတ်ကြပြီးလှေပေါင်နဲ့ရိုက်မိသူတွေလည်းရှိလာပါတယ်။ခက်ခဲစွာတက်သွားကြတဲ့မိဘနှစ်ပါးဟာသင်္ဘောပေါ်ရောက်နေပြီဖြစ်တာကြောင့်ဒေါ်ဆူတယောက်သူ့ညီမလေးကိုဒါကကစားကွင်းလည်းမဟုတ်သလိုအပျော်ခီးထွက်လာတာလည်းမဟုတ်တဲ့အတွက်သူ့ကိုတေချာဖတ်ထားဖို့မှရင်ဖခင်ရှိရထံလှမ်းတက်လိုက်ပါတယ်။ဒီအချိန်မဆွန်လေးရဲ့ကိုပေါ်လှမ်းလာတဲ့လက်တစ်ဖက်ကြောင့်သင်္ဘောပေါ်ရောက်လာတဲ့ဒေါ်ဆူရဲ့လက်ထဲမှာညီမလေးရဲ့အိမ်သားလေးသာပါလာတော့ပြီးမဆွန်လေးကိုရှာမတွေ့တော့ပါဘူး။ဒါကြောင့်အနားရောက်လာတဲ့ဖခင်ဟာသူ့ညီမလေးကိုပြန်ရှာဖို့သူပါလိုက်မယ်လို့ပြောပေမဲ့ဖခင်ဖြစ်သူကအောက်ကအခြေအနေကိုကြည့်ရင်ဒေါ်ဆူကိုသူ့အပေါ်အိမ်ခြုံပေးကဘာတွေပဲဖြစ်လာမိသားစုကိုကာကွယ်စောင့်ရှောက်ရမယ်လို့တေချာမှာခဲ့ပါတယ်။အဖေဖြစ်သူကပျောက်ဆုံးနေတဲ့သူ့သမီးနာမည်ကိုအော်ခေါ်ရင်းအေးခမ်းနေတဲ့ရေထဲကအလောင်းတွေကြားမှာသွေးတန်းလိုက်ရှာနေစဉ်သင်္ဘောကြီးဟာစတင်ထွက်ခွာသွားပြီဖြစ်ပါတယ်။သင်္ဘောပေါ်ကဇနီးနဲ့သားဖြစ်သူကိုသူတေချာပေါက်လိုက်ခဲ့ပြီးလာရှာမယ်လို့ကတိပေးနေချိန်သူတို့နေခဲ့တဲ့ဝမ်နန်ရွာတစ်ခုလုံးကဖောက်ခွဲဖျက်ဆီးခံရမှုကြောင့်မီးလောင်မြင်ဖြစ်သွားရသလိုဒေါ်ဆူကလည်းညီမလေးရဲ့အိမ်သားလေးတစ်ဖက်ဖခင်ရဲ့အပေါ်အိမ်တစ်ဖက်နဲ့တေခွဲရောရှင်ခွဲပါကွဲခဲ့ရပြီဖြစ်ပါတယ်။1950ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာအမေရိကန်ရေတပ်သင်္ဘောကြီးဟာဟွမ်နန်းစိတ်ကမ်းကဒုက္ခသည်14,000ခန့်ကိုကယ်တင်ပေးနိုင်ခဲ့ပါတယ်။1951ခုနှစ်ဘူဆန်မြို့ရဲ့ဂေါကျယ်ဈေးအတွင်းဒုက္ခမျိုးစုံနဲ့ဒေါ်ဆူရိုမီသားစုဟာသူတို့အဖေရဲ့ညီမထံရောက်လာကြပါတယ်။အယက်သမားဦးလေးဖြစ်သူကတော့သူတို့တောင်ကြက်သိမ့်နေတဲ့နေရာမှာအသက်ရှူဝအောင်မနှဲစူးစမ်းနေရတာကိုလူပိုတွေထက်ခေါ်လာလို့တောင်းကျမ်းနေပါတယ်။စစ်ပေးဆောင်ကလေးတွေကိုစာတင်ပေးနေစဉ်အငယ်လေးကိုချီပြီးကျောင်းစာလိုက်လုပ်နေတဲ့ဒေါ်ဆူဟာဘေးမှကျောင်းသားကမြောက်ပိုင်းကလာတာမို့တပုံလားလို့မေးနေတဲ့အတွက်မြောက်ပိုင်းကလာတဲ့ဆိုတိုင်းသူတို့ဟာတပုံမဟုတ်ဘူးလို့ဒေါသကြီးထပြောလိုက်တာမို့ဆရာကဆိုပါတော့တယ်။နောက်တရက်ထိုကျောင်းသားနဲ့အတူလမ်းဘေးမှာဖနက်တိုက်နေစဉ်မြောက်ပိုင်းကဆိုတဲ့လူတယောက်ကဒီကိုရီးယားမြေမှာသင်္ဘောအကြီးကြီးစောက်ဖို့ပြင်နေကြောင်းကြွားသွားပါတယ်။ချောကလက်လိုက်တောင်းနေတဲ့ကလေးတွေမြင်ရင်သူဆိုရှက်လို့လိုက်လို့ရဲမှာမဟုတ်ဘူးဆိုတဲ့ဒဲခုတယောက်အမေရိကန်သားတွေထောင်ပြနေတဲ့ချောကလက်ကိုမြင်တာနဲ့မရရတဲ့ဟာသားတွေလှုပ်ပြပြီးချောကလက်တောင်းယူနေတာကိုတစ်ဖက်ကလူကောင်ခက်ကြီးကြီးကလေးတွေကမြင်ပြီးလူဖို့ပြေးလိုက်လာတာမို့ဖျို့ဖျဲထွက်ပြေးကြပါတယ်။လူတွေအားလုံးဟာသမရရဲ့မိကွန်းကိုရေဒီယိုကနားထောင်နေကြပြီးစစ်ပွဲရက်လိုက်ပြီဆိုတဲ့စကားကြောင့်ဒေါ်ဆူရဲ့အမေက
သူမတို့နေရပြန်လို့ရပြီလားလို့မေးတော့စစ်ပွဲဟာမပြီးသေးပဲရပ်နာထားတဲ့အခြေအနေလို့ရောင်မဖြစ်သူကရှင်းပြပါတယ်။သို့ပေမဲ့ရောင်ဝါးပြောနေသူရောင်မကိုမယုံတာနဲ့နောက်ကလူတွေထံပြသလဲလိုက်မိတဲ့အခါစစ်ပွဲကြီးပြီးသွားတာမဟုတ်ပဲအပြစ်ခတ်ရက်စဲထားပြီးအားနည်းတဲ့သူတို့နိုင်ငံအတွင်းမဆိုင်တဲ့လူတွေကနေမြေခွဲယူနေတာဖြစ်ကြောင်းပြောဆိုနေကြပါတယ်။ဒီအချိန်ဒေါ်သူတို့ထံကချောကလက်လူဖို့လိုက်ရှာနေတဲ့ကလေးအချို့ရောက်လာပြီးမို့သူ့မှာရှိတဲ့ချောကလက်ကိုပါဇက်ထဲငုံကအထိုးကန်ခံရင်အိမ်ကအငယ်လေးတွေကိုပြန်ကျွေးခဲ့ပါတယ်။ရန်ဖြစ်လာလို့အပြစ်တင်နေသူမိခင်အားမသွန်ကိစ္စနဲ့သူ့ကိုမုန်းနေရလားမေးတော့အကယ်၍မီးလောင်နေတဲ့အိမ်တစ်လုံးထဲမှာဒေါ်သူပဲကြံနေခဲ့ပြီးသူမတို့အကုန်အပြင်ရောက်နေဘာလို့မလဲသိလားလို့မေးပါတယ်။တေချာပေါက်သူ့ကိုလာကယ်မှာပေါ့ဆိုတဲ့ဒေါ်သူရဲ့အဖြေကိုညင်းကဒေါ်သူကိုကယ်ရင်သူမတည်သွားခဲ့ရင်ကြံတဲ့ကလေးတွေကိုစောင့်ရှောက်သူရှိတော့မှာမဟုတ်ပဲမဆိုးရဲ့အဖြစ်ဆိုးကိုစဉ်းစားမိလိုက်တိုင်းငိုနေရသေးဖြစ်ပေမဲ့ကြံကလေးတွေကိုစောင့်ရှောက်ဖို့တာဝန်ရှိနေသေးရဲ့လို့ပြောပြနေပါတယ်။ဒီတော့ဖခင်နဲ့ညီမလေးအကြောင်းမေးကစာကြိုးစားတင်ယူရင်မိသားစုကိုဦးဆောင်ရမယ့်သူ့စကားတွေကိုနားထောင်မှုမှာပါတယ်။ရစရာမရှိအောင်အထိုးခံထားရတဲ့ဒေကူကဒေါ်သူရဲ့မျက်နှာကိုကြည့်ရင်သူစိတ်ရှိလက်ရှိလုံးရင်အဲကောင်တွေတေကုန်မယ်လို့ကျိန်းဝါးနေရကြောင်းတိတ်နေရန်ပြောလိုက်ပါတယ်။စစ်ပွဲကြီးပြီးရင်နေရပြန်တော့မယ်ဆိုတဲ့ဒေါ်သူကြောင့်အခုမှတငယ်ချင်းဖြစ်တာလို့စိတ်မကောင်းတော့ပြောနေတဲ့ဒေကူဟာသူတို့ဟာတငယ်ချင်းမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်။တကယ်တော့အဖိုးကြီးတွေဖြစ်လာသည့်အထိဒေါ်သူအနားမှာရှိနေတဲ့ဒေကူဟာခေါင်းမမနေပဲစိုင်ရောင်းပြီးလက်ကျန်ဘွားကိုဒီလိုဈေးဝယ်စင်တာတစ်ခုမှရင်းနှီးကအေးချမ်းစွာနေဖို့တိုက်တွန်းနေသူဖြစ်ပါတယ်။ဒီချိန်ကော်ဖီတောက်နေတဲ့ဇုံတွဲကိုအစင်းနှိပ်ရွှေ့ပြောင်းလုပ်သမားတွေအဖြစ်လှောင်ပြောင်ရလုံနေကြတဲ့ចောင်းသားတွေကိုမြင်တဲ့အခါသူ့ဘာသာကော်ဖီတောက်အရက်တောက်သူတစ်ပါးနိုင်ငံမှာအလုပ်လာလုပ်တဲ့ဆိုတိုင်းကော်ဖီတောက်ခွင့်မရှိတော့ဘူးလားလို့ဒေါသကြီးမေးကရန်ဖြစ်နေတဲ့ဒေါ်စုကိုကြည့်ရင်စိုးရုံးလေးကိုထိန်းနေတဲ့ဒဲကူကသမီးဖိုးဟာဇေယျကိုခဏတာမေ့သွားတာမို့စိတ်မပူရန်ချော်မော်နေပါတယ်1963ရဲ့စောင်းဥရတီရောက်တဲ့အထိသူများဆဲဆိုကျိန်းမောင်းခံနေရပြီးပင်မန်းစွာရုန်းကန်နေရတဲ့ဒေါ်စုဟာရေချောင်းတက္ကသိုလ်ဆောင်မွဲဖြည့်ဖို့ဒဲကူကဖြောင်းပြပေမဲ့သူ့ထက်ပိုတော်တဲ့အငယ်တွေကစိုးတက္ကသိုလ်တောင်တတ်နိုင်တော့မှာမို့သူတို့ကျူရှင်လာကအတွက်ငွေတွေကောင်းငင်မော်ကကြားလာရင်ကောင်းမယ်လို့ရေရွတ်လိုက်ပါတယ်ဒဲကူကတော့ကောင်းငင်ကကြားလာမယ့်အလုပ်မျိုးရှိတယ်လို့ဆိုရင်တည်င်းသားအပိုင်းသားလေးအတွင်းကဂျာမနီမှာကြောက်မိုင်းတူလောက်တာအလုပ်ရှိကြောင်းပြပါတယ်အနောက်ဂျာမနီဆိုတာတောင်လားမြောက်လားတော့မသိတဲ့ဒေါ်စုတယောက်ကြောက်မိုင်းလုပ်ကိုစိတ်ဝင်စားတော့လဲညီတွေညီမတွေအနာဂတ်အတွက်ဘာဖြစ်လို့တွေးလိုက်ပါတယ်အိမ်မှာတော့တက္ကသိုလ်တက်ရတော့မဲ့အငယ်ကောင်ဟာအယိုးကွဲအောင်အလုပ်လုပ်နေရတဲ့သူ့ကိုထံကပတ်စံတွေထပ်မယူရတော့တာမို့ကြောက်မိုင်းသွားတူးမယ်လို့မိခင်ကိုပြောနေကြဒေါ်စုပြန်ရောက်လာပြီးချိန်ကိုက်သားကြဖြစ်လာတဲ့ဘဝမှာကိုဘဝနဲ့ကိုဘာသာစာတင်နေဖို့မှာသွားပါတယ်အဲ့ဒီနောက်အရက်တပလင်းနဲ့အတူမိသားစုထံပြန်ရောက်မလာတော့တဲ့ဖခင်ရဲ့ဓာတ်ပုံကိုကြည့်ရင်စကားတွေထိုင်ပြောနေခဲ့ပါတယ်ဒေါ်စုနဲ့ဒဲကူတို့နှစ်ယောက်သားဂျာမနီမှာအလုပ်လုပ်ခွင့်ရဖို့အတွက်ကြမ်းခိုင်မှုစစ်ဆေးရတဲ့အခါဒဲကူမအောင်ခဲ့ပေမဲ့ဒေါ်စုကတော့အမှတ်များဆုံးရခဲ့ပါတယ်မိဘတွေအတန်အသင့်ဆင်ပြေတဲ့ဒဲကူကိုဘာကြောင့်ကြောက်မိုင်းလောက်တာဖြစ်ချင်နေရတာလဲမေးကြည့်တော့သူ့အိမ်မက်အတိုင်းခန္ဓာကိုကြမ်းခိုင်ထွားကြိုင်းနဲ့အနောက်နိုင်ငံသူတယောက်ကိုယူဖို့လို့ဆိုပါတယ်ကြမ်းခိုင်မှုတွေရေးပြတွေမှာအောင်မြင်ခဲ့တဲ့ဒေါ်စုကိုမိုင်းတွင်းတွေးကြုံမရှိသေးကြောင်းပြောနေတဲ့အတွက်သူအလုံးရမှအဆင်ပြေမယ်လို့အတင်းတောင်းဆိုရင်ကိုရီးယားနိုင်ငံတော်တချင်းတွေထားဆိုနေတာမို့ရွေးချယ်ရေးအဖွဲ့ကပါကြောင်ကဒန်းနဲ့လိုက်ဆိုခဲ့ရပြီးထိုအကြံကောင်းတစ်ချက်ကြောင့်ပဲမျိုးချစ်စိတ်အပြည့်နဲ့အောင်မတ်ရသွားပါတယ်ဒီလိုနဲ့1964ခုနှစ်ຫນွေဦးမှာအနောက်ဂျာမနီရဲ့မိုင်းတွင်းမှာအလုပ်စတင်ခဲ့ရပြီးအန်နီယများလာတဲ့ကြောက်မီသွေးတူးဖော်ခြင်းအလုပ်ဟာပင်မမှုအပြည့်နဲ့အချိန်မရွေးထိခိုက်ဒဏ်ရာရနိုင်တယ်ဆိုတာလဲသဘောပေါက်လာကြပါတယ်ငွေအတွက်အလောကြီးစွာရောက်လာပြီးမှအပင်မမခံနိုင်တော့လို့ငိုယုံနေသူတွေကြားထဲမှာဒဲကူကတော့အနောက်တိုင်းသူတွေကိုအိမ်မက်မက်ရင်ကောင်းစွာအိပ်ပျော်နေပါတယ်နောက်တရက်မြို့ထဲဆက်ပိန်းနဲ့ထွက်လာနေတဲ့သချင်းဆိုတန်နဲ့အတူကိုရီးယားလူမျိုးမိန်းကလေးတယောက်ကိုတတိလက်လွတ်ကြည့်မိရာကနေကုံသိန်းတဲ့ကိုဝင်တိုက်မိသွားပါတယ်သူနာပြုတ်လုံးနဲ့ရောက်လာတဲ့မိန်းကလေးကသူ့ကိုဆေးထည့်ပေးနေရင်ဂျာမနီကိုဘာကြောင့်ရောက်လာလဲလို့မေးနေစဉ်မတော်တရော်နေရာကိုအကျိတ်ရောက်နေသူဒေါ်စုတယောက်လူမိသွားပါတယ်ထိုကိုရီးယားမိန်းကလေးကိစ္စလုံးဖို့ကင်ဘက်ရီထံအာပေါင်အရင်တန်ကြွားခဲ့ပေမဲ့တကယ်တမ်းချိန်မတွေ့ဘူးသေးဘူးဆိုတာကြောင့်ဝိုင်းအဆက်ခံရပါတယ်ဒီလိုနဲ့ဂျာမနီရောက်ကိုရီးယားလူမျိုးတွေအတွက်ပါတီပွဲကျင်းပပြီးတဲ့အခါဒဲကူတယောက်သူ့အိမ်မက်တိုင်းသူနာပြုတ်ကျောင်းရဲ့အဆောင်မှုမျိုးသမီးကိုကာနီမျိုးစုံနဲ့စတင်ချင်းကပ်ခဲ့ပြီးဒေါ်စုကတော့သူသဘောကျနေတဲ့ယွန်းကြဆိုတဲ့မိန်းကလေးနဲ့တညလုံးကားခုံနေခဲ့ပါတယ်ကိုရီးယားစာစားကျင်တဲ့ဆိုတဲ့ယွန်းကြအတွက်အရှိန်မသေးသေးတဲ့ဒေါ်စုကဂင်ချီဟင်းချက်ယူလာတာကြောင့်မျက်လုံးတွေရင်သားကမခွာပေမဲ့နားကတော့အာယုံစိုက်နိုင်သားပဲလို့ပြောနေတဲ့အတွက်အတင်းတောင်းပန်နေရပါတယ်ဂျာမနီမျိုးသမီးနဲ့တွဲတွေ့နေတဲ့ဒဲကူကတော့အိမ်မက်တိုင်းတကယ်ဖြစ်လာတော့လေသူ့ကိုချမ်းသာပေးပါလို့တောင်းပန်နေရပြီဖြစ်ပါတယ်သူယူလာတဲ့ဟင်းကိုမမတ်မော်တောက်နေတဲ့ယွန်းကြအားစားတွေ့စဉ်ကဘာလို့ဝမ်းနည်းစရာကောင်းတဲ့တချင်းကိုစိုးနေရတာလဲမေးကြည့်တဲ့အခါခက်ခဲပင်မန်းလုံးနဲ့သူနာပြုတ်အလုပ်ကြောင့်လို့ဆိုပါတယ်နောက်တစ်ခါဝမ်းနည်းစရာကိစ္စတွေရှိလာရင်ဘယ်တော့မှတယောက်တည်းကိုမနေတော့ပဲသူ့ကိုရင်ဖွင့်မှုမှာပါတယ်ဂျာမန်သူ
နဲ့ထိနေတဲ့ဒဲကူကတော့အခြေအနေကောင်းတာထက်ကိုကြော်လွန်ပြီးလာမင်းကြီးကနေတဆင့်သူ့အမေကိုပါတားနေရပြီဖြစ်ပါတယ်။သူတပားတွေကိုအားကြပေမဲ့အခုထိစိတ်ကူးမရင်တတ်သလိုမပွင့်မလင်းတဲ့ဒေါစုဟာရုံးကြနဲ့နီးစပ်ဖို့ကိုဖြည်းဖြည်းမှန်မှန်ကြိုးစားနေရပါတယ်။သူမကိုရီးယားမှာဘယ်ပုံပဲနည်းနေထိုင်ခဲ့တဲ့ဇလန်အကြောင်းရင်ဖွင့်မဲ့ရုံးကြကိုလည်းဆင်းရဲတဲ့မိသားစုမှာမွေးဖွားခဲ့ပြီးငှက်လေးတွေအစာတောင်းသလိုဗဇာဟာနေတဲ့မောင်နှမတွေအတွက်ပင်ပင်ပန်းပန်းရှာထားသမျှပတ်စံတွေအကုန်အိမ်ပြန်ပို့နေရသူပဲမဟုတ်လားလို့မေးလိုက်ပါတယ်။ဒီလိုနဲ့အားလိုက်ရက်ကိုအတူအချိန်ဖြုံးခဲ့ပြီးရုံးကြကိုပြန်ပို့ပြီးတဲ့နောက်တစိမ့်မိတ်ကလေးတယောက်ရဲ့လက်ကိုတေးသေးချာချာကင်ပူးလိုက်တဲ့ဒေါစုတယောက်အပျော်ကြီးပျော်ပြီးပြန်သွားပါတော့တယ်။နောက်တရက်ဒေါစုတို့မိုင်းတွင်းမှာတန်းငွေရုပ်စိတ်မှုကြောင့်အရေးပေါ်အချက်ပေးလိုက်ပေမဲ့နောက်ကျသွားပြီဖြစ်ပြီးကိုရီးယားလူသမားအားလုံးဟာပြိုကျတော့မဲ့လှိုင်ကောင်းအတွင်းကထွက်ပြေးကြရပါတယ်။ဒီချိန်ကြောက်တုံးတစ်ခုနဲ့ပိတ်မိသွားတဲ့ဒေကူကြောင့်သူ့တငယ်ချင်းမပါပဲပြန်မထွက်ဖို့ဆုံးဖြတ်လိုက်ပြီးပြန်လဲကူညီပေးနေစဉ်လှိုင်ကောင်းကြီးတစ်ခုလုံးပြိုကျလာပြီးမို့ဒေါစုရဲ့နှုတ်ကအဖေလို့သာရေရွတ်လိုက်ပါတော့တယ်။ဒီတည်င်းဟာဂျွန်းကြထံရောက်လာတာမို့ကြောင်မီသွေးတွေနဲ့ဘယ်သူဘယ်ဝါမမီလောက်အော်ဟစ်နေကြတဲ့လူနာတွေထဲမှာဒေါစုကိုလိုက်ရှာခဲ့ပေမဲ့မတွေ့တဲ့အစုံကြောင်မီသွေးမိုင်းထိလိုက်သွားတဲ့အခါမှာဒေါစုနဲ့ဒေကူတို့ပိတ်မိနေသေးလို့သိလိုက်ရပါတယ်။မိုင်းတွင်းတာဝန်ရှိသူတွေကအန်ရယ်များတာကြောင့် gas တွေကုန်သည့်အထိဘသူကမှဝင်ခွင့်မပေးသလိုကယ်ဆယ်ရေးစီစဉ်လည်းမရှိတဲ့အတွက်ဆင်းရဲစွာအလုတ်လာလုပ်နေရပြီးကံမကောင်းစွာပိတ်မိနေသူတွေကိုကယ်ပေးဖို့တောင်းဆိုတော့လဲအသက်ရှင်ဖို့တော့မသေးကြတော့ဘူးလို့ဆိုပါတယ်။တေသွားပြီဆိုရင်တော့ရိုးရတိုင်းတကြိုရန်အလောင်းပြန်ဝင်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ဥပက္ခပြုသွားတာမို့ကိုရီးယားလူသမားတွေကိုယ်တိုင်ကြောက်တူလက်နက်တွေကင်ပြီးအတင်းဝင်ရောက်သွားပါတယ်။ပိတ်မိနေတဲ့အထဲမှာဦးစွာပြန်တတိရလာတဲ့ဒေကူတယောက်ဒေါစုရဲ့နာမည်ကိုခေါ်ကအသေးတန်လိုက်ရှာတဲ့အခါကြောက်ပုံထဲမှာငြိမ်သက်နေတဲ့ဒေါစုကိုရှာတွေ့ပါတယ်။သူ့ကိုကယ်ရင်ဒုက္ခရောက်ခဲ့ရတဲ့တငယ်ချင်းကိုငိုယိုပြီးအရေးပေါ်နီးနဲ့ကုသနိုင်ခဲ့တာကြောင့်ဒေါစုပြန်တတိရလာပါတယ်။အချိန်ပေါင်းများစွာပိတ်မိနေရင်တတိယတစ်ချက်မရတစ်ချက်ဖြစ်နေသူဒေါစုဟာဒေကူကအတန်ငြိမ်သွားတာနဲ့လှုပ်နိုးနေရပြီးသူ့အတွေ့ထဲမှာတော့သူ့အဖေမှာခဲ့သလိုမိသားစုကိုကောင်းမွန်စွာစောင့်ရှောက်နေတာမို့မိခင်လည်းအဆင်ပြေနေသလိုအငယ်ကောင်စန်းကူကလည်းစာတော်တဲ့တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်နေပြီးပြဿနာရှာလေးရှိတဲ့အငယ်ဆုံးမလေးကိုစုံကိုလည်းသူသေးချာထိန်းချောင်းနေပေမဲ့မဆုံးကိုတော့ပြန်ရှာမတွေ့သေးကြောင်းစိတ်ထဲကပြောနေမိပါတယ်။လောလောဆယ်တော့ဒီအချိန်သူအတွေ့အကြုံဆုံးလူသားကအဖေမေတို့မဟုတ်ပဲရုံးကြပဲလို့တွေးနေစဉ်ကိုဆန္ဒနဲ့ကိုတူးဝင်လာတဲ့ကိုရီးယားလူသမားတွေကသူတို့ကိုပြန်ရှာတွေ့သွားပြီဖြစ်ပါတယ်။ဒေကူဟာကောင်းမွန်စွာသတိမရတော့တဲ့သူ့တငယ်ချင်းဒေါစုကိုအရင်ကယ်ပေးဖို့တိုးညင်းစွာတောင်းဆိုနေပါတယ်။အဲ့ဒီနောက်သူတို့နီးသူတို့ဟန်နဲ့သူတို့လူမျိုးကိုကယ်ထုတ်လာကြတဲ့ကိုရီးယားသားတို့ဟာဂျာမန်တို့ကိုယ်တိုင်ချီးကျူးကုန်ပြုနေကြပြီးဒေါစုဟာလည်းသူ့အမြင်ကျင်သုံးရုံးကြကိုအနားမှာမြင်လိုက်ရပြီမို့ထိုစိတ်နဲ့ပဲအသက်ဆက်နိုင်သွားပါတယ်။အနာစေးတန့်ရှင်ရေးလှုပ်ပေးနေတဲ့ရုံးကြကနောက်တစ်ပတ်အားလိုက်ရမှာဘဲကိုသွားလဲကြမလဲလို့မေးနေပေမဲ့မိုင်းတွင်းလို့သမားတွေကိုဗီဇာမပေးတော့တာကြောင့်တပတ်နေရင်သူ့ဗီဇာတက်တန်းကုန်ပြီလို့ပြောပြပါတယ်။ဒီတော့ကိုရီးယားကိုပြန်ရတော့မဲ့သူနဲ့အတူအိမ်ပြန်လိုက်ခဲ့ရန်တောင်းဆိုတော့လဲနောက်ဆန်တင်းစရာကိစ္စတွေနဲ့ရုံးကြကတော့ဒေါစုရဲ့အိမ်ပြန်လက်မှတ်အတွက်ဝမ်းသာမိကြောင်းနှုတ်ဆက်ကအပြင်ရောက်မှရှိုက်ကြီးတငယ်ငုံနေမိပါတယ်။ဒီလိုနဲ့1966ခုနှစ်ဒီဇင်ဘာလမှာဂျာမနီမိုင်းတွင်းကအိမ်ပြန်ပို့ပေးတဲ့ပရမတုတ်လုတ်သမားဆင်းမှာပါဝင်ခဲ့ပြီးမိသားစုနဲ့ပြန်ဆောင်ခွင့်ရလာပါတယ်။ငွေထုတ်ဘက်ကပြန်လာသူမို့အိမ်တလုံးဖတ်တင်နိုင်ခဲ့ပြီးအလုပ်ကြိုးစားတဲ့ဒေါစုအတွက်သူ့အတော်ကဆိုင်ကိုလက်လွဲယူစေခြင်းနေပါတယ်။အဲလန်ညို့လို့ပွဲစားလို့လုံနေတဲ့ဒဲကူလည်းဒေါစုကြောင့်အကောင့်တိုင်းပြန်ရောက်လာခဲ့ပြီးမိန်းကလေးဝစ်စားချုပ်တဲ့ဆိုတဲ့လူတစ်ယောက်ကိုဈေးလိုက်ဝယ်ပေးနေရပါတယ်။ဒီအချိန်အထုပ်တွေအဖိုးတွေနဲ့ကိုရီးယားပြန်ရောက်လာတဲ့ရုံးကြကိုအံ့ဩစွာမြင်တွေ့လိုက်ရပြီးမတွေ့ရတဲ့3လအကြောင်းပြန်ပြောကတောက်ဖို့ပြင်နေပေမဲ့ရုံးကြကသူမမှာကိုဝင်ရှိနေပြီလို့ပြောလာပါတယ်။ဒါကြောင့်ဂုံယူပါတယ်ကလေးကိုဂျာမန်နာမည်ပဲပေးမှလားဆိုတာကြောင့်ပါးကိုအားရပါရရိုက်ပြီးကိုရီးယားမပြန်ခင်တညကဦးလဲချာလန်နဲ့ရောက်လာတဲ့ဒေါစုရဲ့လက်ချက်ပဲလို့ပြောပြပါတယ်။ဒီလိုနဲ့သူချစ်တဲ့ရုံးကြနဲ့ပဲပျော်ရွှင်သွားလက်ထပ်ခွင့်ရခဲ့ပြီးဗရုတ်ကြတဲ့ဒေကူကသူတို့သမီးတချင်းဆိုပြမှသူတို့သားကိုရိုက်နေရကရပ်ပေးမဲ့ဆိုတဲ့ရိုးရပွဲကျင်းပနေပါတယ်။ရောင်းမဖြစ်သူရောရောက်ခမတွေကပါအရိုက်မခံရအောင်တချင်းဝိုင်းဆိုခိုင်းနေတာကြောင့်ဆိုလိုက်ပေမဲ့ဆိုးရွားလာတဲ့ရုံးကြရဲ့ဖြောပြမှုကြောင့်ဒီလိုမိန်းမကိုဘဲကသွားရှာလာလဲဆိုကထက်အရိုက်ခံရပါတော့တယ်။လက်ရှိအချိန်မှာတော့တချင်းတအေးနဲ့အဖွားကြီးရုံးကြတယောက်သူ့အဖိုးကြီးကိုလာခေါ်ပြီးသူတို့ရဲ့မင်္ဂလာအထိမ်းအမှတ်နေ့အတွက်စားစရာတွေလိုက်ဝယ်နေပါတယ်။1983ခုနှစ်ဆောင်းဦးရာသီစာရွက်တရွက်ကင်ပြီးအပြေးရောက်လာတဲ့ဒေါစုတယောက်သူ့တငယ်ချင်းဒဲကူထန်သွားကရေချောင်းတက္ကသိုလ်ဆောင်မွဲအောင်ပြီလို့အသိပေးလိုက်ပါတယ်။အပြေးဝဝါမတာရသေးခင်မင်္ဂလာဆောင်ဖို့အိမ်ရောင်းခိုင်းနေတဲ့အငယ်မဆက်စလူးကြောင့်မိခင်ဖြစ်သူစိတ်ဆင်းရဲနေရကိုကြားလိုက်ရပါတယ်။ဒါအပြင်ဆုံးပါသွားပြီဖြစ်တဲ့သူ့တော်ရဲ့ဆိုင်ကိုပါအယက်သမားဦးလေးဖြစ်သူကရောင်းစားဖို့ပြင်နေပြီမို့လက်လွဲဝယ်ယူရန်ဆုံးဖြတ်လိုက်ပါတယ်။မနက်ကတင်အပျော်ကြီးပျော်ခဲ့ရတဲ့ရေချောင်းတက္ကသိုလ်အောင်လက်မှတ်လေးလဲလေနဲ့လွှင့်ပါသွားခဲ့ပြီးထိုဆိုင်ကိုဝယ်ဖို့နဲ့အငယ်မမင်္ဂလာဆောင်ကိစ္စတွေကိုဖြည့်ရှင်းဖို့အတွက်စစ်ဖြစ်နေတဲ့ဗီယက်နမ်ဘက်မှာအလုပ်တော်လုပ်ဖို့မိခင်ကိုအသိပေးခဲ့ပါတယ်။အမေဖြစ်သူစိတ်မပူအောင်လာသာလဲများအန်ရယ်လည်းမရှိတဲ့အလုပ်လို့လိန်လိုက်ပေမဲ့ရုံးကြကတော့သူမယောက်ျားရဲ့မျက်နှာ
ကိုဖတ်ရင်အလိမ်အညာတွေမှန်းရိပ်မိလိုက်ပါတယ်သူ့ကိုစိတ်မချတဲ့မိခင်နဲ့ဇနီးကိုလိမ်ရန်တယောက်တည်းသွားမှာမဟုတ်တာမို့စိတ်မပူရန်မှာပြီးသူ့ဘာသာဖနှက်တိုက်နေတဲ့ဒေကူကိုပါခေါ်သွားဖို့ပြင်လိုက်ပါတယ်ယွန်းညာကတော့တေးသေးရှင်းရှင်းဒီမှာပဲဆက်နေရမယ်လို့ဗီဒီယိုအာနာသုံးပြီးစကားဝိုင်းကိုအဆုံးသတ်လိုက်ပါတယ်နှစ်ယောက်တည်းအပြင်မှာထပ်မံဆွေးနွေးကြတဲ့အခါမောင်နှမတွေအတွက်ဆိုင်အတွက်နဲ့ကိုစွန့်လွတ်မဲ့ဒေါစုဟာသူများတဲ့အတွက်မဟုတ်ပဲကိုပိုင်ဘဝမှာရှင်သန်ဖို့ကြိုးစားသင့်ပြီဖြစ်ကြောင်းသေချာပြောပြပါတယ်ဒေါစုကတော့ယွန်းညာရဲ့စကားတွေကိုမျက်ကွယ်ပြုပြီး1984ခုနှစ်မှာတရုတ်နဲ့ဆက်ပစ်နေတဲ့ဗီယက်နမ်ကိုရောက်လာပါတယ်ဒီတစ်ခါတော့သူ့ကိုဂျာမနီခေါ်သွားခဲ့ဘူးတဲ့ဒေကူကိုပါတေပေါ်တေပတ်ညှိလာပြီးအမေရိကန်စစ်သားတွေအတွက်ပစ္စည်းဝယ်ယူပို့ဆောင်ပြီးတဲ့အလုပ်ကိုစတင်ပါတယ်ထုံးစံတိုင်းပွေတက်ရှုပ်တတ်တဲ့ဒေကူတယောက်ကောင်မလေးတွေနဲ့တွားရောနေစဉ်ဒေါစုကတော့သူ့ရှိမှချောကလက်လူခံရလို့ငိုနေတဲ့ကလေးကိုချောကလက်တစ်ထောက်ထုတ်ပေးပြီးချောမော့ပြန်လွှတ်လိုက်ပါတယ်ပူအိုက်လုံးနဲ့ရာသီဥတုကြောင့်တခုခုသွားတော့ရမလားစဉ်းစားနေစဉ်သူချောကလက်ပေးလိုက်တဲ့ကလေးကသူ့ကိုချောင်းပြီးလက်ရက်ခေါ်နေတာမြင်လိုက်ရပါတယ်နားမလဲတော့လက်ပြန်ပြနေတဲ့ဒေါစုကိုကလေးကအမေရိကန်စကန်နဲ့ဝင်တော့မဲ့လူနှစ်ယောက်ကိုညွန်ပြကပြေးလာတာမို့ဒေကူရဲ့နာမည်ကိုလှမ်းအောင်ရင်ကလေးစီပြေးသွားလိုက်ပါတယ်တောင်နှမ်းမြောက်ဗီယက်နမ်အတိုက်ခံကာလမှာပဲရစ်သဘောတူညီချက်နဲ့ပြေးလဲအောင်ညှိနှိုင်းပေးကပြန်လဲဆုတ်ခွာသာပြုတ်နေပြီဖြစ်တဲ့အမေရိကန်တို့အားမြောက်ဗီယက်နမ်အသေးခံဘုံခွဲသမားတွေကဝင်ရောက်လှုပ်ကြံခဲ့တာဖြစ်ပါတယ်သူအလုပ်လုပ်နေတာစစ်ပွဲနဲ့ဝေးရမှာဖြစ်ပြီးဒီကိုအားလည်းရဲ့အပျော်ခီးထွက်လာရသလိုငြိမ်းချမ်းစွာရှိနေကြောင်းဇနီးဖြစ်သူထံအသိပေးထားပြီးစင်းရဲစွာတရှိလာတဲ့သူတို့ဘဝကိုသူတို့မျိုးသက်ထံလက်ဆင့်မကမ်းလို့တဲ့ရည်ရွယ်ချက်နဲ့ဒီဒုက္ခတွေကိုသူနဲ့သာပြီးဆုံးရန်ကြိုးစားနေတာနားလည်ရန်စာဖို့အကြောင်းကြားခဲ့ပါတယ်ဒို့ပေမဲ့တဖြည်းဖြည်းဆိုးလာတဲ့ဗီယက်နမ်အခြေအနေကြောင့်အမေရိကန်တို့ကိုယ်တိုင်ဆက်မနေသင့်တော့တဲ့နေရာအဖြစ်ကြေညာလိုက်ပြီးမို့တော်လန်ကပြန်ထွက်လာတဲ့ကွန်မြူနစ်ဗီယက်နမ်ရဲ့လက်ချက်နဲ့အပြစ်ခံရတော့မဲ့အချိန်မှာကိုရီးယားရေတပ်ကဝင်ရောက်ကူညီပေးခဲ့ပါတယ်ဒေါသူတို့ပြန်လဲထွက်ခွာတော့မဲ့အချိန်ဒေသခံဗီယက်နမ်လူမျိုးတွေကသူတို့အသက်ခံရတော့မှာမို့လိုက်ပါခွင့်ပြုရန်လာရောက်တောင်းဆိုပါတယ်နေရာချင်းတဲ့လေပေါ်ခေါ်တင်ဖို့အခက်ခဲရှိနေတော့လဲကောင်မလေးမြင်ခေါ်ကျင်နေတဲ့ဒေကူရဲ့သူ့သားသမီးအရွယ်ကလေးတွေရဲ့မျက်နှာရဲ့ကြောင့်လိုက်ပါခွင့်ပြုလိုက်ပါတယ်ဒီအချိန်ဗီယက်နမ်စစ်သားတွေရောက်လာပြီးအလင်းငိုက်အဖြစ်ခံနေရချိန်ရေထဲပြုတ်ကျသွားတဲ့ကလေးမလေးကိုသူ့ကိုကကယ်ပေးဖို့တောင်းဆိုနေတဲ့အတွက်ဒေါဆုတယောက်အကြာကြီးစဉ်းစားမနေတော့ပဲရေထဲခုန်ချသွားပါတယ်အင်အားများလုံးတဲ့ရန်သူကြောင့်လှေကိုအရေးပေါ်မောင်းထွက်လိုက်ရပြီဖြစ်ပြီးကလေးကိုကဲကလှေပေါ်ပြန်တက်လာတဲ့ဒေါဆုရဲ့ပေါင်ကိုကြည်ထိမှန်သွားပါတော့တယ်ရေထဲပြန်ပြုတ်ကျသွားတဲ့ဒေါဆုကိုကိုရီးယားစစ်သားကပဲကယ်ပေးခဲ့လိုက်ပြီးသူတို့စခန်းဟောင်းကိုအသက်မြင်ထားတဲ့ဘုံတွေနဲ့ဖောက်ခွဲကလွတ်မြောက်လာကြပါတယ်ကိုရီးယားမှာတော့ဆိုင်ကိုဦးစီးနေတဲ့ယွန်းကြတယောက်ဘေးဆိုင်ကအမျိုးသမီးနဲ့ရန်ဖြစ်နေချိန်ဂျိုင်းတော်တစ်ဖက်နဲ့ဒေါဆုပြန်ရောက်လာပါတယ်ဘာဖြစ်လာလဲလို့ငိုယိုမေးခွန်းထုတ်နေတဲ့ယွန်းကြကိုမနှဲချောမောခဲ့ရပြီးနောက်သူ့ဆိုင်ကိုခန်းသားစွာပြန်လဲဖွင့်လှစ်လိုက်ပါတယ်အကြီးကြီးတွေမှမတ်မောတဲ့ဆိုတဲ့ဒေကူတယောက်လဲဂျာမန်သူကြောင့်အမြင်ပြောင်းကဒုက္ခသည်ဗီယက်နမ်သူနဲ့လက်ထပ်လိုက်ပြီးပထမဆုံးကိုရီးယားဗီယက်နမ်မင်္ဂလာပွဲကိုကျင်းပခဲ့ပါတယ်သူတို့စီးပွားလက်ရင်အတွက်သူညမရဲ့မင်္ဂလာဆောင်အတွက်ခြေထောက်တစ်ဖက်ရင်ပြီးဆုံးသွားလာခဲ့တဲ့ဒေါဆုရဲ့ရည်မှန်းချက်တွေလည်းအောင်မြင်စွာပြီးဆုံးသွားခဲ့ပါတယ်ဓာတ်ပုံရိုက်တိုင်းချိန်ကိုက်သားကြမျက်လုံးမိတ်လေးရှိတဲ့ဒေါဆုကိုအားလုံးကဝိုင်းစားနှောက်နေကြပြီးဆိုင်ကိုတားဖြစ်သူထက်လက်လွဲဖို့မဟုတ်ရင်ထိုဆိုင်ကိုရောင်းကတနေရာမှာရင်းနှီးမြှုပ်နှံဖို့တွန်းအားပေးတိုင်းဒေါဆုကတော့ဒေါသတကြီးထွက်သွားသမျှဖြစ်ပါတယ်တကယ်တမ်းသူ့ရဲ့နောက်ဆုံးအချိန်တွေရောက်လာသည့်တိုင်အောင်ကိုကျဲသေးကအတော်ဖြစ်သူရဲ့ဆိုင်မှာပြန်ဆုံမယ်လို့မှာဘူးတဲ့သူ့အဖေရဲ့စကားကြောင့်ဘူဆန်မျိုးကကိုဘုံလို့အမည်ပေးထားတဲ့ဆိုင်ကိုဘဝတစ်လျှောက်လုံးဖတ်တွယ်ထားခဲ့တာဖြစ်ပါတယ်1983ခုနှစ်တုန်းကစစ်ပွဲကြောင့်ကွဲကွာခဲ့ရတဲ့မိသားစုတွေကိုပြန်လည်ဆုံစည်းခွင့်ရအောင်ကူညီပေးမဲ့အစီအစဉ်တစ်ခုကြောင့်အခြားလူတွေနည်းတူပျောက်ဆုံးနေတဲ့သူ့အဖေနဲ့ညီမကိုအချိန်ကြာမြင့်စွာလိုက်ရှာခဲ့ပြီးဗီဒီယိုရိုက်ကူးရေးအစီအစဉ်ကတစ်ဆင့်ဖခင်ယွန်းကြည်ဝွန်နဲ့ညီမလေးမဆွန်းကိုသူကြုံခဲ့ရတဲ့အဖြစ်တွေရင်ဖွင့်ရင်သူ့ကြောပေါ်ကပြုတ်ကျသွားတဲ့ညီမဖြစ်သူရဲ့အိမ်သားလေးကိုပြကရှာဖွေခဲ့ပါတယ်လူပေါင်းများစွာပြန်လည်ဆုံစည်းခွင့်ရနေတဲ့ TV အစီအစဉ်ကိုသာတနေ့ကုန်ထိုင်ကြည့်နေစဉ်ဖုန်းဝင်လာပြီးဒေါသူရဲ့အဖေကိုရှာတွေ့ပြီလို့သတင်းပို့တာကြောင့် TV အစီအစဉ်ရှိရာထံအပြေးလိုက်သွားပါတယ်။သို့ပေမဲ့အစီအစဉ်မှာပေါ်လာသူကသူတို့အဖေယွန်းကြည်ကူမဟုတ်ပဲယူမျိုးရိုးနဲ့အဖိုးကြီးတယောက်သာဖြစ်နေတဲ့အတွက်မှားယွင်းတဲ့စုံစည်းမှုသာဖြစ်စေခဲ့ပါတယ်။ဒေါသူကတော့ရှေးသမျှပတ်စံပုံဩကသိုးမအချိန်တော်ကြာသည့်အထိဆက်လက်ရှာဖွေနေရင်တရက်ကျသူ့အိမ်ကိုသတင်းတိုးတစ်ခုဆက်သွယ်လာပါတယ်။သတင်းဌာနဟာဒေါသူကိုရုပ်သံအတွက်သေချာပြင်ဆင်ပေးနေပြီးအမေရိကန်ကနေဆက်သွယ်လာတဲ့ဒေါသူရဲ့ညီမဆိုသူအကြောင်းထုတ်လွှင့်ပေးပါမယ်လို့ဆိုလာပါတယ်။ဖန်သားပြင်ပေါ်မှာပေါ်လာတဲ့
မျိုးသမီးဟာသူ့နာမည်အရင်ကိုတော့ကိုရီးယားလိုမပြောတတ်မမှတ်မိပဲသူမတေချာသိနေတာတခုကငယ်လုံးနဲ့အရွယ်လို့သာပြောနေပါတယ်သူမအမေရိကထံမွေးသားခံလိုက်ရတာဖြစ်ပြီးသူမရဲ့ရှင်းလင်းတိကျတဲ့မှတ်ဉာဏ်ကတော့စောင်းရစီတစ်ခုမှာသူ့ကိုကြီးကကြောပိုးပြီးခေါ်ဆောင်ထားတယ်ဆိုတာနဲ့သူမထိုအပေါ်ကပြုတ်ကျခဲ့တယ်လို့ဆိုပါတယ်နေထိုင်ရာဇာတိကိုလည်းလုံးဝမမှတ်မိတော့ပေမဲ့ဝန်ထမ်းစိတ်ကမ်းမှာငိုနေတဲ့သူမကိုအမေရိကန်စစ်သားတယောက်ကသင်းမောပေါ်ခေါ်တင်လာခဲ့ပြီးဘူဆန်မိဘမဲ့ခေယာမှတစ်ဆင့်အမေရိကန်မိသားစုထံမွေးသားခံရတာလို့ရှင်းပြလာတဲ့အတွက်သူညီမလေးရဲ့နားနောက်မှာမှဲ့လေးရှိတယ်လို့ဖြေတဲ့အခါတစ်ဖက်မျိုးသမီးကလည်းလှည့်ပြလိုက်တာမို့ပျောက်ဆုံးနေတဲ့သူညီမမဆုံးဆိုတာတေချာသွားခဲ့ပါပြီဒါအပြင်သူမမမိနေတာတခုကမခွဲခွာခင်အချိန်လေးမှာဒါကကစားကွင်းမဟုတ်တယ်လို့အပျော်ဆော့ဖို့လာတာမဟုတ်လို့သူ့လက်ကိုတင်းနစ်ကင်ထားဖို့မှာဘူးတဲ့ဆိုတဲ့အပြင်သူမဝတ်ခဲ့တဲ့အင်ကြီးကိုပါထုတ်ပြလာတဲ့အတွက်အားလုံးဟာကိုက်ညီသွားခဲ့ပြီဖြစ်ပြီးမဆုံးဟာသူမကိုဘာလို့ပစ်ထားခဲ့တာလဲလို့ဇက်တိုက်မေကွန်းထုတ်နေပါတယ်လက်ကိုတေချာကင်ထားဖို့သာမှာခဲ့ပြီးသူဟာညီမလေးလက်ကိုတေချာဆွဲမထားမိတာကြောင့်လို့ငိုယိုတောင်းပန်တဲ့နောက်မဆုံးဟာအမေရောအသက်ရှင်သေးလားလို့မေးလိုက်ပါတယ်စစ်ပွဲကြောင့်နှစ်ပေါင်းများစွာဝေးကွာခဲ့ကြတဲ့မိသားစုထဲမှာဖခင်ကိုတော့ဆုံးရှုံးလိုက်ရပြီမဲ့တသက်လုံးသူ့အပြစ်ကြောင့်သူညီမလေးကိုဆုံးရှုံးခဲ့တာဆိုတဲ့အပြစ်ရှိစိတ်နဲ့ဒေါ်စုတယောက်လည်းအစိုးရကအကောင်ဖြစ်ညီမဖြစ်သူကိုပြန်ရှာနိုင်ခဲ့ပါတယ်။တမီးဖြစ်သူနဲ့ပြန်ဆောင်ခွင့်ရခဲ့တဲ့ဒေါ်စုရဲ့အမေဟာနောက်တစ်နှစ်ကြာမှပဲဆုံးသွားခဲ့တာမို့သူ့နီးတူဖခင်ကိုမျောလင့်ကြီးစွာစောင့်နေခဲ့ရတဲ့ဆန္ဒကိုတော့မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။အသက်အရွယ်ရလာတဲ့ဒေါ်စုနဲ့ရုံးကြတို့ဟာသားသမီးမြင့်မြင့်တွေတက်တိုက်ဝင်ဝင်နဲ့ပျော်ရွှင်စွာနေထိုင်ခဲ့ကြပါတယ်။ဖခင်ရဲ့ဓာတ်ပုံကိုကြည့်နေတဲ့ဒေါ်စုတယောက်သူပေးထားတဲ့ဂတိတိုင်းအတော်ရဲ့ဆိုင်မှာတသက်လုံးစောင့်ဆိုင်နေခဲ့သလိုညီမလေးကိုလည်းပြန်ရှာနိုင်ခဲ့ပြီဖြစ်ပေမဲ့အဖေပေးခဲ့တဲ့အကြီးဆုံးသားဆိုတဲ့တာဝန်တွေကအရန်ပင်ပန်းလုံးတယ်လို့ရင်ဖွင့်ရင်ဖခင်ရဲ့အပေါ်ထက်အင်းကြီးကိုဖတ်ငုံနေခဲ့ပါတယ်။ငယ်ဘွားအကြောင်းတွေဇနီးဖြစ်သူရုံးကြနဲ့ပြန်လဲရင်ဖွင့်နေရင်တတ်နိုင်သလောက်သူထမ်းထားတဲ့တာဝန်တွေလည်းခြေပွန်နိုင်ခဲ့ပြီမို့လက်မလွတ်နိုင်ခဲ့တဲ့ဆိုင်ကိုရောင်းချဖို့ပြင်ဆင်လိုက်ပါတော့တယ်